နေပူတဲ့ထွက်လိုက်တာနဲ့မျက်နှာတစ်ခုလုံးမဲသွားတဲ့အဖြစ်မျိုးကိုရှောင်ကျဉ်လာဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိလိုက်ကြည့်လိုက်ပါပထမဆုံးချက်အနေနဲ့ sun cream လုံးဝမကြောက်ပါနဲ့ sun cream ကိုအပြင်မထွက်ခင်15မိနစ်30ကြိုပြီးတော့လိမ့်လို့ရပါတယ် sun cream ကိုရွေးချယ်တဲ့အခါမှာလည်း SPF 30အနည်းဆုံးပါတာကိုဆရာတို့ရွေးချယ်မယ် sun cream လိမ့်တဲ့အခါမှာလည်းညောင်ကြည်နဲ့ထိနိုင်တဲ့နေရာတွေမျက်နှာရှိမယ်ဆရာတို့နေရွက်ရှိမယ်လေပင်ဒီလက်ဖြံပေါ့နော်ဒီလက်မောင်းအကုန်လုံးဆရာတို့လုပ်လို့ရပါတယ်ကိုပို့ပြီးတော့အာနိတင်ရချိန်တော့2နိုင်ကြာတစ်ခေါက်လေးစေချင်ပါတယ်ဒုတိယချက်အနေနဲ့ကတော့ထိဆောင်မှုလုံးဝမပေးပါနဲ့အခုလိုနေပူတဲ့အချိန်နေ့လယ်7နာရီနဲ့3နာရီအတွင်းမှာအပြင်ထွက်တာတတ်တဲ့ကြရှောင်ပေးပါကိုတကယ်လို့အပြင်ထွက်မယ်ဆိုရင်တော့ထီအုတ်ထုပ်လက်ရှိဝတ်တာလေးကိုလုပ်စီချင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ UV ကာကွယ်တဲ့မျက်မှန်ကိုအသုံးပြုပေးပါမျက်လုံးကအရန်ကိုနုနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နေလောင်တန်ကိုအရန်ခံစားရပါတယ်ခုနအချက်တွေကိုလိုက်နာခြင်းအဖြစ်နေလောင်တန်ကနေပြီးတော့မှအပြည့်အဝကောက်ွယ်ပေးပါလိမ့်မယ်ကဲကိုအောင်ဘယ်လိုနီလန်းနေနဲ့နေလောင်တန်ကနေပြီးတော့ကောက်ွယ်နေလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်လွယ်ကူတဲ့ skin care tips တွေကိုဝေမျှပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ follow လုပ်ထားဖို့မမေ့ပါနဲ့